အားလုံးပဲမင်္ဂလာပါဒီတစ်ခါတင်ဆက်ပေးခြင်းတဲ့တင်ကောင်းလေးကတော့အာရခတတ AAC ကိုပေးပို့လိုက်တဲ့ MNDAA နဲ့ TNLA တပ်ဖွဲ့တို့ကအာရခတတ AA တက်တီထောင်ခြင်းအထိမ်းအမှတ်အခမ်းအနားအဖြစ်16နှစ်ပြည့်အခမ်းအနားအဖြစ်တဝင်လာတဲ့မှာပါတဲ့စာလေးတွေကိုပြည်သူအားလုံးသိရှိစေတဲ့ဖော်ပြပေးလိုက်ရပါတယ်ဒီစာလေးထဲမှာဖော်ပြပေးထားတဲ့အကြောင်းအရာတွေကတော့စေနာရှိတပ်ဖြတ်ရေးနေတော်လိုင်းအင်အားစုများနဲ့အတူအစာပြုခဲ့တဲ့တိတ္တညာနိခွန်စစ်စင်ရေးကိုတော်လိုင်းအောင်ပွဲလို့ရောက်ရှိသည့်အထိစီးလုံးညွှန်သွားမယ်လို့ညောင်ပန်းညီနာသုံးဖွဲ့ကကတိပြုပေါ်ကြောင်းယနေ့ထုတ်ပြန်ကြေညာလိုက်တာပဲဖြစ်ပါတယ်ယနေ့ဧပြီလ10ရက်နေ့မှာရကြရသောအာရခတတော် AA 16နှစ်မြောက်တပ်တီထောင်နေနှစ်ပတ်လည်အခမ်းအနားတို့ပြုလုပ်ခဲ့တဲ့ညီနာမမေကိုကတ်တဲ့ MNDAA နဲ့တောင်းတ TNLA တို့ကကိုဗစ်ဝန်လာတဲ့အထက်ပါအတိုင်းကတိပြုလက်ခြင်းဖြစ်ပါတယ်။ညောင်ပန်းညီနာမဟာမိတ်သုံးဖွဲ့ကအစပြုခဲ့တဲ့တိတုတညာနေခုံစစ်စေးရင်မှာတခြားသောမဟာမိတ်တပ်ဖွဲ့များနှွေးတော်လိုင်းအင်အားစုများလဲပါဝင်လာပြီးအာဏာရှင်တပ်ဖြတ်ရေးအတွက်အကောင်းဆုံးအစပြုခဲ့သည့်စစ်စေးရင်ဖြစ်လာခဲ့ကြောင်းအဆိုပါစစ်စေးရင်ကတော်လန်ပြည်သူများအားလုံးရဲ့ထောက်ခံမှုနဲ့အတူတော်လေးပန်းတို့အရောက်လန်းနဲ့ခြေလမ်းများပဲဖြစ်ကြောင်းညီနောင်မဟာမိတ်တို့ဖွဲ့ဒီအခက်အခဲပေါင်းများစွာကိုနီလမျိုးစုံပြီးဆူဆီးညွှန်ရသူတို့ကဖျက်ချော်ခဲ့ပြီးတနင်္လာနေ့ကိုစစ်စင်ရေးစီမံချက်လမ်းလုံးများနဲ့အတူတော်လိုင်းရေးအောင်ပွဲရောက်ရှိသည့်အဒီခံမာသောညီနောင်မဟာမိတ်စစ်တပ်ဖြစ်စီလုံးညီညွတ်သွားမယ်လို့အလေးနဲ့ကတိပြုကြောင်းထုတ်ပြန်ကြေညာလိုက်တာပဲဖြစ်ပါတယ်။ဒါအပြင်ညောင်ပန်းညီနောင်မဟာမိတ်တို့ဖွဲ့ရဲ့အဖွဲ့ဝင်အာရခတ်တော် AA ကအကောင့်တွေဖော်နေတော့အာရခတ်အိမ်မက်အများဆုံးအလုံးစုံအကောင့်တွေဖော်နေပါစေကြောင်းအမျိုးသားလူမျိုးရေးအတွက်တော်လိုင်းခီးချက်နဲ့အာရခတ်အိမ်မက်တို့အကောင့်တွေဖော်ရမရမနာကျိုးစွဲနေတော့ရခိုင်သူရဲကောင်းများကိုလည်းညစာမှာဂုံယူမိပါကြောင်းအာရခတ်တော်ရဲ့နိုင်ငံရေးရည်မှန်းချက်ဒီရခိုင်ပြည်သူများရဲ့လက်ထက်သို့မကြမီအချိန်นี้မူချမတွေ့ရောက်ရှိတော့မဖြစ်ကြောင်းကိုလည်းတဝန်လာထဲမှာပြောဆိုထားပါတယ်စစ်အာဏာရှင်မြင့်တော်လည်းရဲ့ညောပြည်သူများလူလာတော့နိုင်ငံရေးစင်းတစ်ခုတူထောင်နိုင်ရဲ့အတွက်အာရခတ်တော် AA ကမြန်မာနိုင်ငံအနှံ့ကြောင်းမှာရှိတဲ့တော်လည်းနေတော်များလေးရှိနေကြောင်းအာရခတ်တော်ကတော်လည်းလုပ်ငန်းများကိုလက်တွေ့ကျကျအရှင်အောင်ဖြစ်လို့ဆောင်နေဒီမှာမြန်မာပြည်သူလူထုရဲ့လောအတက်ကျင်းမှုဝယ်ဖွဲ့ဖြစ်တယ်ဟုညီနာမောင်မြအဖွဲ့ဝင် MNDAA နဲ့ TNLA တို့ကဒီတဝန်လာထဲမှာထုတ်ပြန်ပြောကြားခဲ့ပဲဖြစ်ပါတယ်ဒီတော့ဒီတဝန်လာထဲမှာဒီမြောက်ပိုင်းညီနာတို့ဖွဲ့ကတော့ပေါ့နော်တိကျညာနေကိုစစ်စင်ကနေပြီးတော့အစပြုခဲ့တဲ့ဒီနေတော်လိုင်းအင်အားစုတွေနဲ့အစပြုခဲ့တဲ့ဒီစစ်အာဏာရှင်တပ်ဖြတ်ရေးကိုတော့ဘယ်တော့မှနောက်ကျောင်းပြင်မလဲပဲနဲ့ intact အားတဲ့အမြင့်ပြတ်ချမှုတော့မဆိုတာကိုကတိပြုလိုက်တာပဲဖြစ်ပါတယ်။ဒါကြောင့်မို့လို့ပြည်သူတွေအနေနဲ့ဒုလောမကြသေးခင်အချိန်တွေတော့ကြားရတဲ့တနည်းစိတ်တွေလည်းကင်းရှင်းပြီးတော့နောက်ပိုင်းမှာပြည်သူတွေနဲ့ဒီလက်နက်ကတဖွဲ့တွေနဲ့အတူဆူဆီးတဲ့လက်တော်ထားပြီးတော့ဒီမတရားသဖြင့်တမ်းပြီးအာဏာကိုရက်ဆက်ကြမ်းကြုတ်စွာဘယ်သူမှပေးချင်မဲ့နဲ့ယူထားတဲ့လူတွေကိုအမြင့်ပြတ်ချင်မှုကြောက်မှာဖြစ်ပါကြောင်းပြောကြရင်လည်းဒီဗီဒီယိုလေးကိုဒီမှာပဲညီကုန်းချုပ်လိုက်ရပါစေအားလုံးပဲကျမချန်နယ်နေရတဲ့အမြဲတမ်းရရှိလာကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်အားလုံးကိုကျေးဇူးများတင်ရှိပါတယ်